ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ God Diary Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ပရိသတ်ကြီးအတွက်စာရေးသူအကာစော်ရေးသားထားတဲ့ကျမ်းပြင်အောက်ကမိမသားဆိုတဲ့ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးထုံးမှာတော့ကျူရှင်စရာတယောက်ဖြစ်တယ်။ငယ်စရာအကြောင်းစရာလုပ်ဖို့ရန်အတွက်ဝါသနာပါခဲ့တော်လဲအကြောင်းမျိုးမျိုးကြောင့်မလုပ်ဖြစ်ခဲ့ဘူး။အိမ်နောက်မှာတော့အကိုဖြစ်တဲ့သူနဲ့အတူတူနိုင်ငံသားကိုတွားရောက်ပြီးတော့အလုံးလောက်ကင်ခဲ့တယ်။နိုင်ငံသားရောက်တော့လေဦးထုံးမှာတော့အားလက်တဲ့အချိန်တွေမှာလည်းအင်္ဂလိပ်စာကိုလေ့လာတယ်။နိုင်ငံသားမှာအင်္ဂလိပ်ဘာသာသင်တန်းတွေတက်တယ်။နိုင်ငံသားမှာတော့10နှစ်ကျော်လောက်အလုပ်လုပ်ပြီးတဲ့အခါမှာဦးထုံးတယောက်အတော်အတန်စုဆောင်းမိပြီးတော့မြန်မာနိုင်ငံကိုပြန်လာခဲ့တယ်။အဲ့ဒီခေတ်ကကျူရှင်တွေဘော်ရာဆောင်တွေခေတ်ကောင်းတယ်။ဦးထုံးကလည်းတင်ကြားရေးကိုတော့ဝါသနာပါလေတယ်။ဒါကြောင့်လည်းဘော်ရာဆောင်နဲ့ကျူရှင်ကိုတွဲဖွင့်လိုက်တယ်။နာမည်ရတဲ့ဆရာမတွေကိုလည်းလမ်းစာများများပေးပြီးတော့ငှားရမ်းနေသူစုဆောင်ထားတဲ့ငွေတွေအားလုံးလည်းဘော်ရာမှာတော့မြုပ်နှံလိုက်လေတယ်။သူကိုယ်တိုင်ကလည်းအင်္ဂလိပ်စာဆရာအဖြစ်နဲ့သင်ကြားနေတယ်။တစ်နှစ်နှစ်နှစ်အတွင်းမှာပဲဦးထုံးရဲ့ဘော်ရာဆောင်ကနာမည်ကြီးပြီးတော့အောင်မြင်လာခဲ့တယ်။နေမြို့လေးဖြစ်တာမို့လို့လေအဲ့ဒီနေရာចောင်းသားတွေတာမကတခြားမြို့ကြီးတွေကចောင်းသားတွေကပါလာရောက်ပြီးတော့အနှံကြတယ်။ဘော်ရာဆောင်ရဲ့နာမည်ကတော့ပညာအလင်းနဲ့ဦးထုံးမှာတော့အခုဆိုလို့ရှိရင်မြို့ရင်းစိတ်ငြိမ်ရက်ွက်တစ်ခုမှလည်းကိုပိုင်နှစ်ထပ်အင်္ဂလီနဲ့နေထိုင်နေတယ်။ဘော်ရာရောကားနဲ့လိုအပ်တယ်လို့မျိုးတွားရောက်ပြီးတော့ကြည့်ရှုလေတယ်။ဦးထုံးကဘဝမှာရုန်းကန်ရင်းနဲ့အသက်40ကျော်လာခဲ့တယ်။သူ့ထံမှာတော့ပါရမီဖြစ်ပတ်အိမ်သူတက်ထားလွဲပြီးတော့ကျန်တာအားလုံးကလည်းပြီးပြည့်စုံနေရဲ့။တိုးတော်လေသူကလူပြိုကြီးဘဝနဲ့အယိုးထုတ်တော့မယ်လို့လည်းအမြဲတမ်းပြောလိရှိတယ်။စာသင်ကျောင်းနဲ့ကျောင်းသားတွေအပေါ်မှာလည်းစိတ်နစ်ပြီးတော့တက်လုံးနဲ့နေထိုင်သွားတော့မယ်လို့လည်းမိတ်ဆွေအပေါင်းအသင်းတွေကိုပြောနေရှိပါတယ်။ဦးထုံးကဘော်ရာနဲ့နာမည်ကြီးအောင်သာမကဘူးမြို့မှာလည်းမြို့မိမြို့ပါအဖြစ်နဲ့နာမည်ကြီးတယ်။တမျိုးလုံးမှာရှိတဲ့ဘုရားကျောင်းကအစဈေးရုံကျောင်းစာကြီးတိုက်ဘုံကြီးကျောင်းအုတ်တိုင်းအစုံဦးထုံးမပါတဲ့အလူမရှိဘူး။အလူရည်ဆက်လက်နဲ့မကွာတဲ့သူဖြစ်တယ်။ကျောင်းမထားနိုင်တဲ့သူတွေကိုလည်းစိတ်ရင်းပြုစုကနဲ့သူ့ရဲ့ကျောင်းမှာလည်းတက်စေတယ်။ဒါကြောင့်မလို့အဲ့ဒီမြို့လေးမှာတော့ဦးထုံးကိုလူမသိတဲ့သူမရှိသူတော်ကောင်းကြီးဖြစ်နေတတ်မှတ်ကြတယ်။သူရဲ့အုပ်ကျော်နိုင်ရလဲရာထူးတိုး၍အဲ့ဒီမြို့နယ်လေးတို့လည်းပြောင်းရွှေ့လာခဲ့တယ်။ပြောင်းရွှေ့လာခဲ့ဒီမှာ6လကျော်ပြီးဖြစ်တော်ညာလဲအဲ့ဒီမြို့လေးမှာတော့ဒူစရိုက်မှုကြီးကြီးမားမားမတွေ့ရသေးပင်ရန်ဖြစ်မှုရိုက်နှက်မှုတွေလောက်သာရှိတယ်။တရက်မှာတော့အမှုတစ်ခုအတွက်သူရဲ့အုပ်ကျော်နိုင်နဲ့ရဲတဝဲဝင်တွေကလည်းဦးထုံးနဲ့တွေ့ဖို့ရန်အကြောင်းဖန်လာခဲ့တယ်။ပန်းဤဖြိုးဆိုတဲ့မိန်းကလေးပျောက်ဆုံးသွားခဲ့လို့ပင်သူမဦးထုံးရဲ့ကျူရှင်မှာတက်နေပြီးတော့ပျောက်သွားခဲ့တဲ့နေ့ကဦးထုံးအိမ်ကိုလာသွားခဲ့တယ်ဆိုတာပင်သူတို့အဖွဲ့စကန်ကဟိုက်လက်ကားလီနဲ့ထွက်လာခဲ့ကြတယ်။မကြမီမြို့စုံနားမှာရှိတဲ့အိမ်ကြီးအိမ်ကောင်းတွေနဲ့ပြည့်နေတဲ့ရက်ကွက်တစ်ခုလည်းရောက်လာကြတယ်။အဲဒီရက်ကွက်အတွင်းမှာတော့အိမ်ကြီးကျဲတယ်။ခြံကြီးတွေကလည်းကျဲဝန်းပြီးတော့ခြံစည်းရိုးအမြင့်ကြီးမှလည်းကာရန်ထားတယ်။ဓာသွားပါတဲ့တန်ဆူကြိုးကြီးတွေနဲ့လည်းခြံစည်းရိုးမှာတော့တက်ဆင်ထားတယ်။ရဲတပ်ဖွဲ့ကားလေးမှအပလမ်းပေါ်မှာလမ်းသွားလမ်းလာတွေကတိတ်ဆိတ်နေတယ်။သွားနေရင်လည်းလမ်းမှာလည်းမိုးတဲကြီးမဲကြီးရွာချလျော်တယ်။ဘင်္ဂလားပင်လေအော်မှာမုန်တိုင်းရှိတာကြောင့်လေမိုးဝစတိုက်ကိုမှရွာသွန်းနေသည်မှာ3ရက်လောက်ကိုရှိနေပါပြီ။ဒီမိုးနေတော့ကွာရဲတပ်သားမြင့်အောင်ကလည်းညီးတွားလိုက်တယ်။မိုးပဲကွာသူ့အလုပ်ကရွာဖို့ပဲလေသူ့အလုပ်ဆရာရှိတာသူ့အလုပ်တာပဲ။သူရဲဦးကျော်နိုင်ကလည်းပြန်ပြောလိုက်တယ်။ဆရာတော့ဗျာကားမိုးမှမလုံတာမိုးကလည်းရွာနေတာ3ရက်လောက်ရှိနေပြီဆိုတော့အင်းရယူနီဖောင်းတွေလည်းမချောင်ရင်နောက်နေ့စကတ်အောင်စွတ်ကြတယ်လာရမလားပဲတသားမြင့်အောင်ပြောလိုက်တဲ့စကားကြောင့်လည်းကားနောက်ခံမှာပါလာခဲ့တဲ့သူတွေရီမောလိုက်ကြတယ်ဟုတ်တော့လေဟုတ်တယ်ကားမှာရုံသုံးကားဖြစ်တာကြောင့်လည်းအမိုးတွေကပေါက်ပြဲနေရဲ့နေပူပြီးဆိုရင်အကြောင်းမဟုတ်ဘူးမိုးရွာလာပြီးဆိုရင်တော့ကားနောက်ခံလူတွေအားလုံးကလည်းမိုးဆိုပြီးတော့ကြွတ်ဆုပ်လေးတွေဖြစ်နေကြတယ်ရက်ွက်အတွင်းအိမ်ကြီးချန့်ကြီးတွေကပန်းပင်တွေအရေးရတဲ့အပင်တွေစိုက်ပျိုးထားခြင်းကြောင့်လည်းအေးစိတ်နေမကြမီဦးထုံးရဲ့အိမ်ရှိကိုရောက်လာခဲ့တယ်။အနီရောင်အုတ်တိုင်းကြီးခတ်ထားပြီးတော့ဆန်အတွင်းကိုလည်းအပြင်ကနေမမြင်ပြီးအိမ်ရှိကိုရောက်တဲ့အခါမှာကာဟွန်တိလိုက်တဲ့အခါဦးထုံးကလည်းအိမ်တကားကိုဖွင့်ပေးတယ်။ရဲတပ်ဖွဲ့ဝင်နေတဲ့ခြံအတွင်းကိုဝင်လိုက်ကြပါတယ်။နှစ်ထပ်တိုက်ကလေးမှာတော့တိုက်ပူကလေးဖြစ်တယ်။အောက်ထပ်တိုက်ပူကလေးရဲ့ဘေးမှာလည်းကားခုတောင်တစ်ခုရှိတယ်။ခြံတကားကနှစ်ထပ်တိုက်ပူလေးစီတော့ပေ60ခန်းဝေးလီတယ်။ခြံထဲမှာလည်းပန်းပင်တွေစေးပန်းဝင်တဲ့အပင်တွေစိုက်ပျိုးထားတယ်။သို့တော်လည်းထိမ့်သိမ်းမှုအားနည်းလို့လာတော့ပြောတတ်ပါဘူး။အပင်တွေမှာလည်းချုံနယ်ပိတ်ပေါင်းတွေကဖြစ်နေကြတယ်။ခြံတကားကွန်ကရစ်လမ်းအတိုင်းကိုမှအိမ်ထဲကိုလည်းလမ်းလျှောက်လာခဲ့တယ်။ခြံထဲကိုလည်းတချို့နေရာတွေမှာ
ရေအိုင်လေးတွေလည်းဖြစ်နေပါတယ်။ဦးဒနုံမှာတော့အရက်9ပေ6လက်မခန့်ရှိတယ်။ကိုလုံးမှာလည်းပင်ပင်ပပအသားဖြူဖြူပင်နှလုံးတွေလည်းကြည်လင်နေပြီးတော့ဆူရှာရဲ့အကြည့်တွေလည်းရှိတယ်။အသက်60ခန့်လို့ဆိုတော့လေအမတ်တပိတ်ကြည့်မယ်ဆိုရင်အသက်30ဝန်းကျင်လောက်သာထင်ရလေတယ်။စကားပြောရမှာလည်းအလွန်ကိုမှယဉ်ကျေးပြီးတော့အတန်းကလည်းကြည်လင်လာတယ်။စိတ်မရှိပါနဲ့ဦးရဲ့ဒီကောင်မလေးကလေဦးရဲ့အိမ်ကိုလာသွားသေးတယ်ဆိုလို့ကျွန်တော်တို့ကတောင်းဝင်အရာနဲ့လာရတာပါ။ဒူရဲဦးကျော်နိုင်ကပြောလိုက်တယ်။ဒူရဲဦးကျော်နိုင်ကလည်းလေးစားသမှုနဲ့ဦးလို့တက်ခေါ်လိုက်တော့လေသူတို့နှစ်ဦးအသက်ကတော့ရှင်းနေမြတာကွာတယ်။ရပါတယ်ညီလေးတို့လှုပ်ရှားရှိတဲ့အတိုင်းပဲလှုပ်ပါ။ဦးတုံးကပြောရင်အခန်းတွင်းသို့လည်းခေါ်ဆောင်သွားနေတယ်။ဦးတုံးကအိမ်နောက်ဖွေတစ်ချက်ဝင်သွားတယ်။ဒူရဲဦးကျော်နိုင်လည်းအိမ်ထဲကိုတော့ဝေဝဲကြည့်လိုက်တယ်။အိမ်ထဲမှာတော့အလွန်ကိုမှတန်ရှင်းတက်ရက်နေလေတယ်။ TV ကြီးနဲ့စာအုပ်စင်တွေဗဘူးရုပ်တွေနဲ့အလားစင်ထားတယ်။ဆိုပါစတီကြီးမှလည်းဂဒီပါသားဖြစ်နေပြီးတော့ထိုင်ပုံးနေနဲ့ကော်စောတွေမှာတာမွေအတူတွေနဲ့ပြုတ်လုထားတယ်။မကြမီမှာပဲဦးထုံးကပြန်ထွက်လာခဲ့တော့တယ်။ညီလေးတို့သုံးဆောင်ကြပါဦး။ကော်ဖီပကံတွေကိုလည်းလူစေးရေတွက်ပြီးတော့ဦးထုံးကလာချပြီးဦးကအိမ်မှာတယောက်တည်းနေရလား။ဒူရဲဦးကျော်နိုင်ကမေးလိုက်တယ်။ဟုတ်တယ်အိမ်မှာအကိုကတယောက်တည်းပဲလေ။အိမ်ပေါ်တို့ခြံဆောင်တွေလည်းမခေါ်ထားဘူး။တယောက်တည်းသမားဆိုတော့လေကျူရှင်မအိပ်ရင်လည်းအိပ်ဖြစ်တယ်။ဒါကြောင့်အိမ်မှာတော့အမြဲမရှိဘူး။အဲ့လိုပြောရင်မျက်မှန်ဘူးကိုလည်းဖွင့်ကားနဲ့မျက်မှန်တက်လိုက်တယ်။ပန်းဖြူကဥဝင်ကိုဘာလာလောက်တာလဲ။ဒူရဲဦးကျော်နိုင်ကမေးလိုက်တယ်။ဦးတုံးကလည်းအေးဆက်ဆက်နဲ့ကျူရှင်ကအဖြေလွှာတို့အရေးကြီးတဲ့စာရိုးဆိုရင်တယောက်ယောက်ကိုလည်းလာပို့ခိုင်းတယ်။အဲ့ဒီနေ့မတိုင်ခင်ကအကိုကနေသိမ့်မကောင်းလို့ကြောင်းမသွားနိုင်ဘူး။ကျောင်းမှာလည်းအရေးကြီးတဲ့စာမေးပွဲတစ်ခုလှုပ်ထားလို့ဣဖြူကလာပို့တာ။ဣဖြူလို့ခေါ်လိုက်တယ်နော်။ပန်းဖြူနဲ့ဦးနေရရင်းနေသလား။ဒူရဲဦးကျော်နိုင်ကမေးလိုက်တယ်။ဦးတုံးမှလည်းခေါင်းကိုအသာနှိပ်ပြလိုက်တယ်။ဒီကလေးမကစူးစားတယ်။10တန်းကိုလည်းဂုံတူ3ပါးသာရတယ်။ဒါပေမဲ့ကြတယ်။နောက်ဆုံးနေ့ကမဖြေလိုက်လို့အိမ်နေရာသူ့အမိကလည်းယောဂအသေးတန်ဖြစ်လို့စာမေးပွဲမဖြေလိုက်ရဘူး။ဒါကိုသူ့ရဲ့တငယ်ချင်းတယောက်ကလည်းအကိုကိုပြောပြတယ်။အကိုကလည်းကောင်မလေးကိုတွေ့ကြည့်တယ်။သူတို့မိသားစုအခြေအနေအရကောင်မလေးကိုလည်း10တန်းနောက်တစ်နှစ်ပြန်ဖြေခိုင်းဖို့အတွက်မထားနိုင်ဘူး။ဒါနဲ့အကိုလည်းပညာဒါနဖြစ်နေကောင်မလေးကိုအကိုရဲ့ကျူရှင်မှာပဲ free ထားတာ။ပြောပြီးတော့ရင်နွေးချက်တစ်ခွက်ကိုလည်းငှဲ့တောင်းလိုက်တယ်။ဒီလိုလာတဲ့နေ့ကလည်းသူ့အဖြေလွှာတွေလာပေးသွားတယ်။ပြီးတော့ပြန်သွားတာပဲ။အဖြေလွှာတွေကိုလည်းအဲ့ဒီနေ့ကတည်းကစစ်နေတာကျူရှင်မသွားဖြစ်သေးဘူး။ဦးတုံးကလည်းပြောလာခဲ့တယ်။သူပဲနေ့ကလာသွားတယ်။ဒူရဲဦးကျော်နိုင်ကမေးလိုက်တယ်။မမရရမိုးတွေစရွာတဲ့နေ့ရပေါ့။ဒူရဲဦးနဲ့အဖွဲရလည်းမင်းမြန်ပြီးရဲ့နောက်မှာတော့အိမ်ထဲကနေပြန်ထွက်လာခဲ့တယ်။ဦးတုံးမှလည်းခြံဝါးထီကိုလည်းလိုက်ပို့ပေးတယ်။အိမ်အပြင်ကိုရောက်တဲ့အခါမှာတော့ဦးကကားကိုယ်တော်နဲ့ကိုမထည့်ဘဲနဲ့အပြင်မှာပဲရက်ထားလား။ကိုတော်အရှိမရက်ထားတဲ့အဖြူရောင်စလုံးကားလေးကိုလည်းကြည့်ပြီးတော့ဒူရဲဦးကျော်နိုင်ကမေးလိုက်တယ်။ဘာမှမဟုတ်ပါဘူး။တခါတလေလည်းအဲ့လိုပဲကားကိုမသိမ်းတော့ဘဲနဲ့အပြင်မှာရက်ထားလိုက်တယ်။ဦးတုံးကပြောတယ်။ဒူရဲဦးလည်းဘာမှထူးခြားတဲ့တစုံတရာမတွေ့တာမို့လို့ပြန်လာခဲ့လိုက်တယ်။ခြံအဝင်ဝတက်ပင်လေးတပင်ကိုမှီပြီးတော့စပိန်အနီလေးတစီကိုလည်းရက်ထားလိုက်တာတွေ့ရတယ်။ဒူရဲဦးကလည်းလိုင်းခန်းသို့ပြန်ရောက်လာခဲ့တဲ့အခါပင်မန်းနာလေးတစ်ချောင်းမိုးမိထားတာလေးတစ်ချောင်းကြောင့်မလို့အရာတွေကိုလည်းတိုးဝင်လိုက်တယ်။အပေါ်အဝတ်အစားတွေကိုလည်းချွတ်လိုက်ပြီးတော့စွတ်ကျင်နဲ့ပေါင်းမီတိုသာဝစ်ထားလိုက်တယ်။သူဒီနေ့မှာတော့အရင်ကနဲ့မတူစိတ်ထဲမှာလည်းမတိုးမတန်ဖြစ်နေရဲ့။အရာပေါ်မှာလှဲချရင်နဲ့အင်ကြီးအိတ်ထဲကမဆုစာအုပ်လေးကိုလည်းဖွင့်ကြည့်လိုက်ပြီးတော့အမှုကွင်းဆက်တွေကိုလည်းစဉ်းစားလိုက်တယ်။ကောင်မလေးကအဲ့ဒီနေ့ကကျူရှင်ဆရာအိမ်ကိုသွားတယ်။နမနဲ့ကျူရှင်ဆရာအိမ်ရှိအိမ်မှာအိမ်ပေါ်ကကောင်မလေးထီးဆောင်ပြီးတော့ပြန်ထွက်သွားတာကိုလည်းမြင်လိုက်တယ်။ဦးတုံးဧကန်ထဲမှာစပိန်နေတွေ့ရှိဦးတုံးမသိခြံထဲကစပိန်လေးအထက်ပါအတိုင်းပဲရေးသားထားလိုက်ပြီးတော့မျက်လုံးတွေကလည်းမေးစင်းလာအောင်အိတ်လိုက်တယ်။အိတ်နေရင်ကပင်ကြော်ကုန်းဘက်ကခြံအေးလာအောင်လည်းစောင်းရှာလိုက်တယ်။ပြီးနောက်မျက်စိမဖွင့်ဘဲနဲ့စောင်းချုံလိုက်တယ်။အခန်းတွင်းမှာလည်းမီးလုံးမိမ့်မိန်လေးထွန်းထားတယ်။စောင်းချုံပြီးတဲ့အခါမှာတော့စောင်းလည်းတစုံတစ်ယောက်ကချင်းရင်ဘက်ကနေဆွဲယူလိုက်တယ်လို့ခန်းစားလိုက်ရတယ်။ဒါနဲ့ဒေါသထွက်သွားခဲ့ပြီးတော့ကတင်ချင်းကိုလည်းကြည့်လိုက်တယ်။အမလေးဗျဒူရဲဦးကျော်နိုင်လှက်ပြီးတော့အော်သွားတယ်။မလက်မနေမလားကတင်ချင်းမှလည်းဝစ်လေးစစ်လေးနဲ့မိန်းမတယောက်ကသူ့ကိုရက်ကြည့်နေတယ်။မင်းဘာတူလဲပန်းဤဖြူဟာဒူရဲဦးကျော်နိုင်မေလဲတော့မလို့ဖြစ်သွားတယ်။သမီးကိုကူညီပါဆရာနေလျာလာတာကိုသမီးတွေးလိုက်တယ်။ငါမင်းကိုဘလို့ကူညီရမှာလဲ။သမီးကိုဦးထနုံးကတတ်တယ်။ဘာဒူရဲဦးကျော်နိုင်လည်းအိတ်နေရင်ကပင်ထားထိုင်လိုက်တယ်။တကူလုံးမှလည်းချွေးစေးတွေပြန်လာတယ်။
ဆောင်းကတော့သူ့ရဲ့ချိန်ရည်မှာအပုံလိုက်ကလေးနိုင်ယိုကြည့်လိုက်တဲ့အခါမှာမနေ့3နာရီသူအိမ်မဆိုးမက်နေရလားသူရဲဦးကျော်နိုင်မနေ့ရောက်တဲ့အခါမှာစိတ်ထဲမှာလည်းမတင်မကျဖြစ်သွားတယ်ရဲစခန်းကိုရောက်တော့စကန်မှုစီကိုလည်းဝင်လိုက်လေတယ်စကန်မှုကျွန်တော်ရှာဖွေဝရမ်းလို့ကျင်တယ်စကန်မှုကတစ်ချက်မောကြည့်လိုက်တယ်ဘသူအိမ်ကိုရှာမလို့လဲဦးထုံုံအိမ်ကိုပါစကန်မှုကမျက်မှောင်ကျုပ်လိုက်တယ်မင်းတို့တွေမနေ့ကသွားပြီးပြီဆိုဟုတ်ကဲ့ဒါပေမဲ့အိမ်ကိုရှာတော့မဟုတ်ပါဘူးစကန်မှုကလည်းခေါင်းကိုခါလိုက်တယ်ဒီအမှုကတာမန်လူပြောင်းမှုပဲနောက်ပြီးတော့ဦးထုံဦးဆိုတာမျိုးမိမျိုးပါပဲကြီးကြီးကျယ်ကျယ်တွေမဖြစ်စေချင်ဒါဆိုရှာဖွေဝရမ်းမထုတ်ရင်တော့မှစကန်မှုကဦးထုံအိမ်ကိုရှာခွင့်ရအောင်လို့သူ့ကိုခွင့်တောင်းကြည့်ရောစကန်မှုကလည်းတစ်ချက်စဉ်းစားလိုက်တယ်အတန်ကြာမှခေါင်းကိုဖြင်းချင်းစွာနဲ့ညှိလိုက်တယ်ငါသူ့ကိုပြောကြည့်လိုက်မယ်အချိန်နရက်ခန့်ပင်ကြာသွားတယ်ဒူရဲဦးကျော်နိုင်စကန်မှုကိုမေးလိုက်တော့စကန်မှုကလည်းခေါင်းခါပြတယ်ဒါဆိုကျွန်တော်ဟန်နဲ့စုံစမ်းရတော့ပါပေါ့ဒူရဲဦးကျော်နိုင်ကပြောလိုက်တယ်မဟုတ်တာတွေမလုပ်ပါနဲ့ရှာဖွေဝရမ်းမပါဘူးဆိုရင်တရားမဝင်ပါဘူးတို့ရဲတပ်ဖွဲ့ဂုံတိတ်ကကြောက်အောင်လို့မလုပ်ပါနဲ့စိတ်ချပါစကန်မှုရဲ့ဒီအမှုဟာဒီထက်ကြီးတယ်ဆိုတော့ကျွန်တော်သက်သေပြမယ်အိမ်နေညာဒူရဲဦးကျော်နိုင်အိမ်မပြောဘူးဟိုတွေးတွေနဲ့စဉ်းစားနေရင်ညနေလာတဲ့အခါခေါင်းဝါလေးတစ်ချက်မိုက်ကနေဖြစ်သွားတယ်အိပ်ပျော်သွားလေရဲ့ဆရာခေါ်တန်တက်တဲ့ကြားအကြောင်းလေးသူမျက်လုံးဖွင့်ကြည့်လိုက်တယ်အခန်းနောက်မှာဝစ်လေးစလင်းနဲ့မိန်းမတစ်ယောက်ကလည်းသူ့ကိုစိုက်ကြည့်နေသူတုံရင်လာခဲ့တယ်သို့တော်လည်းဟန်မပြတ်ထိန်းထားလိုက်တယ်ဒါဆိုငါအိမ်မဆိုးမက်နေရမဟုတ်ဘူးပေါ့ကောင်မလေးကကောင်းကြီးပြတယ်မင်းကငါကိုညီဖို့အတွက်စူးစမ်းပါတယ်ဒါပေမဲ့ကောင်မလေးကလည်းမျက်ရည်တွေတွင်ကျလာခဲ့တော့မြင်ရတယ်အိမ်နောက်ဆရာသမီးကိုကိုညီပါဆရာသမီးကိုကဲပါနော်အဲ့လိုပြောရင်းနဲ့ပျောက်ခွေသွားတယ်မိုးကတိတ်သွားခဲ့ပြီဖြစ်တယ်ဒူရဲအုပ်လည်းဦးထုံဦးရဲ့အိမ်လေးကိုမလန့်မကန့်ကနေလှမ်းပြီးတော့ကြည့်နေတယ်အဲ့ဒီချိန်ဦးထုံဦးရဲ့ခြံထဲမှာစလုံးကားလေးတစ်စီးထွက်သွားခဲ့တော့မြင်လိုက်တယ်ဦးထုံကျူရှင်သွားပြီဖြစ်တယ်ရဲတပ်သားမြင့်အောင်ကိုပြောလိုက်တယ်နောက်တစ်နိုင်လောက်ကြာရင်ငါ့ကိုစိုက်ကင်းနဲ့ဒီမှာလာကြုံလိုက်ပြောပြီးရဲ့နောက်မှာတော့ဒူရဲအုပ်ကလည်းဦးထုံဦးရဲ့ခြံအုပ်နေရန်ကြီးကိုကုတ်ဖဲတက်လိုက်တယ်အုပ်နေရန်မှာတော့လူနှစ်ရက်ခန့်ပင်မြင့်နေတယ်အပေါ်မှာလေးတန်ချုံတွေရှိနေတော့လေအဲ့ဒီတန်ချုံတွေကိုဒူရဲဦးကျော်နိုင်ကအသားလေးခုန်ကျော်သွားလိုက်တယ်ခြံထဲမှာတော့စပိန်လေးမရှိတော့ပါဘူးအိမ်ထဲကိုလည်းအမြန်ဝင်လိုက်တယ်အိမ်တကားမှာတော့တောခတ်ထားတယ်သို့တော်လည်းအိမ်အပေါ်တက်ဝရန်နာရှိတကားလေးကိုလည်းဖွင့်ထားခဲ့တာတွေ့ရမို့လို့ဝရန်နာကိုလည်းကုတ်တက်လိုက်တယ်အိမ်ပူလေးဖြစ်တာကြောင့်လည်းတိတ်ပြီးတော့ခက်ခက်ခဲမတက်ရပါဘူးကြောင်တကောင်လိုမျိုးလင်းမြန်တဲ့ဒူရဲအုပ်ကျော်နိုင်ရဲ့အရေးအချင်းကြောင့်လည်းလွယ်ကူရခြင်းပဲဖြစ်တယ်အဲ့ဒီဝဒနာတကားလေးကနေတဆင့်အိမ်အောင်ထက်ကိုလည်းဆင်းကြည့်လိုက်တယ်အိမ်နောက်ကားကိုတောင်လည်းဝင်ကြည့်လိုက်တယ်ကားကိုတောင်အတွင်းမှာလည်းကားမရှိပါဘူးကားကိုတောင်ရဲ့ကျမ်းပြင်တွေကိုလည်းကော်စောကြီးတွေခင်းထားတယ်အိမ်နောက်မိဖို့ကြောင်ဘက်ကိုဝင်နေအဲ့ဒီချိန်နောက်ကနေပြီးတော့ခမဘာလုပ်တာလဲဦးတုံးနဲ့ပတ်ပင်းတိုးလေတယ်ခမမကြိုးဆိုဘဲနဲ့ရောက်လာတာဆိုပေမဲ့ကျုပ်ကတော့ကြိုးဆိုပါတယ်လာခဲ့အဲ့လိုပြောပြီးတော့သူ့ကိုလည်းအေကန်တွေ့တော့ခေါ်သွားတယ်ဒူရဲဦးကျော်နိုင်ကလည်းအသားလေးနောက်ကနေလိုက်ခဲ့တယ်ကော်ဖီတောက်ပါအောင်ဗျာပြီးတော့လိုင်းကိစ္စကိုလည်းပြောပါအောင်ဒူရဲဦးကလည်းကော်ဖီကိုတငုံခန့်တောက်လိုက်တယ်ခမကိုလူတက်မှုမှာတန်တရားရှိလို့ကျုပ်အိမ်မှာတက်တည်လာရှာတာပဲဟာဦးတုံးကလည်းဟာသားတပုတ်လိုမျိုးပဲပဲနေနေရှိလိုက်တယ်ကဲပြောပါအောင်ကိုရဲကြီးရဲ့ဘယ်မှလဲတက်တယ်ခမပြပြီးခမကိုကျွန်တော်ကပိုင်နဲ့ကျူးလွန်မှုနဲ့တရားစွဲမလို့ဆိုတာလေပြစီအောင်ဦးတုံးကခနဲ့လိုက်တယ်ကျုပ်ပန်းဤဖြူနဲ့တွေ့ပြီးပြီဒူရဲဦးကျော်နိုင်ရပြောလိုက်တယ်ဦးတုံးမျက်နှာပြတ်သွားတယ်မျက်နှာမှာလည်းတုံလှုပ်သွားတဲ့ပုံပေါ်နေတယ်သို့တော်လည်းဟန်မပြတ်ပြန်ထိန်းလိုက်တယ်အဲ့ဒီချိန်ဒူရဲဦးကျော်နိုင်ရဲ့ခေါင်းတွေကမူးဝေလာတယ်ခမကော်ဖီထဲကိုဘာထည့်ထားလဲအိတ်ဆေးလေးတွေပါဗျအဲ့နောက်ဒူရဲဦးကျော်နိုင်စတီပေါ်ကိုလဲကျသွားတယ်မျက်လုံးထဲမှာလည်းအရာအလုံးကအမောင်အတိကျနေရင်အေးဆက်နေတဲ့အထီးတွေးကြောင့်ဒူရဲဦးကျော်နိုင်နိုးလာခဲ့တယ်ဦးတုံးကလည်းသူ့ကိုရေနဲ့ပတ်ပြီးတော့နှိုးလိုက်ခြင်းပဲသူ့ကိုလည်းခုံတလုံးနဲ့ပူးပြီးတော့လက်တရောခြေတွေပါချိနှောင်ထားတယ်ကဲရဲသားရင်ထတော့အေးရေးဝပြီလားဦးတုံးကသူ့ကိုပြောဆိုလိုက်တယ်သူအိပ်ပျော်သွားသည်မှမိများပင်ကြတယ်မသိသူ့ကိုကောက်ကိုတောင်ထဲမှာချုပ်နှောင်ထားတယ်သူကောင်းတွေကလည်းမူးနောက်လာတယ်ကဲပြောပါဦးခမကျုပ်ကိုဘလို့လုပ်ပြီးတော့လူသက်သမားမှရိတ်မိကြလဲဦးတုံးကမေးလိုက်တယ်ဟာတိတ်လွယ်တာပေါ့ဗျဒူရဲဦးကျော်နိုင်ရလည်းတရွေးကိုမျိုးချလိုက်တယ်
ပထမတစ်ချက်ကပန်းဖြူဘလို့လာတယ်လေဆိုတာပဲဒီလိုမျိုးစုံစိတ်ငြိမ်ရက်ွက်ကိုဘလို့လာမလဲတေချာတာတော့လမ်းလျှောက်ပြီးတော့လာမှာမဟုတ်ဘူးဗျအဲ့တော့အနီးဆက်ဆုံးစဉ်းစားလိုက်မယ်ဆိုရင်စပိန်မော့ခမားချန်ထဲမှာစပိန်လေးတွေ့တာဒီအမှုရဲ့အစအောင်တွေ့ခဲ့တာပဲလေခမားအိမ်ရှိအိမ်ကအိမ်ပေါ်ကလေပန်းဖြူကထီလေးဆောင်ပြီးတော့အိမ်ထဲကနေပြန်ထွက်သွားတာတွေးလိုက်တယ်ဆိုတော့ကောင်မလေးကသူ့စပိန်ကိုမေ့ပြီးတော့အိမ်ကိုပြန်သွားတာမဖြစ်နိုင်ဘူးနောက်ပြီးတော့ဒီလိုမျိုးစိတ်ငြိမ်ရက်ွက်တရားနေလမ်းလျှောက်ပြီးတော့ပြန်ပိုးစွာတယ်မဖြစ်နိုင်ဘူးအဲ့တော့အဲ့ဒီအိမ်ပေါ်အမျိုးသမီးမြင်လိုက်တာခမည်းပဲခမည်းကအိမ်ပေါ်အမျိုးသမီးမြင်အောင်လို့ပန်းဖြူရဲ့အဝတ်အစားတွေဝတ်ပြီးတော့အိမ်ထဲကနေတမင်ဦးမှထွက်ပြတာတနေရာရောက်မှပဲအဝတ်တွေလဲပြီးတော့ပြန်လာတာဟုတ်တယ်မဟုတ်လားဦးတတုံးကပြုံးလိုက်တယ်ဒါနဲ့ဟုတ်ပါပြီကျုပ်တက်လိုက်မယ်ဘလို့သိတော့ခမည်းအိတ်ကန်မှာတန်ရှင်းနေပေမဲ့အိတ်ကန်စစ်တီကုံကတာမွေအခင်းတွေနဲ့ကြမ်းခွင်းနေမှာသပင်ရှည်တွေကတ်နေတယ်ခမည်းကအနီးမုံနေမျက်မှန်တက်တယ်ဒါကြောင့်ခမည်းမမြင်တာမိန်းကလေးတယောက်ကသပင်ကျွတ်တက်တယ်ဒါပေမဲ့အိတ်ကန်မှာတွေ့ခဲ့တဲ့သပင်ကျွတ်တာမျိုးကကျမ်းပြင်တွေနဲ့စတီခုံတွေမှာသပင်တွေရှိနေတယ်ဒါတာမန်ကျွတ်တာမျိုးမဟုတ်နိုင်ဘူးတကူကူရုံရင်းဆန်ကတ်ဖြစ်ခဲ့တာပဲဖြစ်ရမယ်ဒူရဲဦးကျော်နိုင်ရဆက်ပြီးတော့နောက်ထပ်တစ်ချက်ကတော့အခုကျွန်တော်ထိုင်နေတဲ့ကားကိုယ်တော်ပဲကားကိုယ်တော်ကျမ်းပြင်ကိုကော်စောတွေခင်းထားတာဘယ်သူမှမလုပ်ဘူးအဲ့တော့ခမကောင်မလေးကိုတတ်လိုက်ပြီးတော့အဝတ်တွေချွတ်လိုက်တယ်ကားကိုယ်တော်ကျမ်းပြင်မှာတူပြီးတော့ဘီးလက်မြင်နဲ့ပြန်မြုပ်ပြီးတော့ဖုံးထားတယ်ခမကပရင်စရာတယောက်မဟုတ်ဘူးဒါကြောင့်မလို့လက်ရမသေးတတ်ဘူးအဲ့ဒါကြောင့်ကော်စောနဲ့အုပ်ထားတယ်မိုးကလည်းစတိုက်ကိုမှရွာနေတော့ကြမ်းခင်းရလည်းမချောက်ဘူးဒါကြောင့်မို့ခမရဲ့ကားကိုကိုတော်နဲ့မှမရက်ပဲနဲ့မိုးရီထဲမှာရက်ထားတာမဟုတ်လားအခုတော့မှထိုင်နေနဲ့ဘီးလက်မြင်အစိုးနဲ့နေရနေမဟုတ်လားဦးတုံးကလည်းလက်ကုပ်ကိုတော့အေးစစ်စစ်ပဲတီးလိုက်ပါတယ်ဒူရဲဦးကျော်နိုင်ရဆက်ပြီးတော့ပြောတယ်ပို့ပြီးတော့တေချာသားတာသေသွားတဲ့ပန်းအီဖြူကကျွန်တော်စီကိုရောက်လာခဲ့ပြီးတော့သူ့ကိုခမတက်ပါတယ်လို့ပြောခဲ့တာပဲတရေပြောတဲ့စကားတွေကိုတရားရုံးမှာတက်သေးထွက်လို့မရပါနဲ့ခမလှုပ်ခဲ့တဲ့ပစ္စည်းတက်သေးတွေကတော့အရန်ကိုခိုင်မာတဲ့တက်သေးတွေပဲကဲဦးထွန်းဦးခမအဖမ်းခံလိုက်ပါဟာဟာအရန်တော်ပါပဲရဲကြီးခမဒါမဲ့ခမတီးရတော့မယ်ခမပါမကြခင်ဒီကျန်းကင်းကြီးရဲ့အောက်မှာအမြုပ်ခံရတော့ပါဟိုမှာတွေ့လားကျုပ်ဘီးလက်မြေတွေတောင်မှဖြောဖို့အတွက်လှုပ်ထားပြီပြောရင်းနဲ့ဂေါ်ပြားကြီးကိုလည်းကင်ပြီးတော့သူ့စီကိုတလန်းချင်းစီရှောက်လာတယ်အဲ့ဒီချိန်ကားကူတော်အတွင်းကမီးလုံးတွေကလည်းမိတ်လိုက်လင်းလိုက်ဖြစ်လာတယ်ကားကူတော်မှာရှိတဲ့ပစ္စည်းတချို့ကလည်းစင်ပေါ်ကအောက်ကိုပြုတ်ကျကုန်တယ်ဦးတုံးကလမ်းလျှောက်နေရာကနေရက်လိုက်ကပြုတ်ကျသွားတဲ့ပစ္စည်းတွေကိုလည်းကြည့်လိုက်တယ်နှုတ်ကနေလေဟာဒီကောင်မသေပြီးရတော့မှငါ့ကိုဒုက္ခလိုက်ပြီးနေအောင်အဲ့လိုပြောဆိုကြိမ်မောင်းလိုက်တယ်အဲ့ဒီချိန်ပန်းကြီးဖြူမှာကားကိုတော်တောင်အမောင်နဲ့ကနေထွက်လာတယ်ဦးတုံးရောဒူရဲ့အုပ်ကျော်နိုင်ပါလှန့်သွားခဲ့တယ်ဦးတုံးမှာတော့နောက်ဆုံးနဲ့သာသွားနေကတနည်းအရောက်မှာတော့ကျမ်းပြင်ကလက်မဲကြီးတစ်ဖက်ထွက်လာခဲ့ပြီးဦးတုံးရဲ့ခြေထောက်တွေကိုလည်းဆွဲထားပါတယ်ဟာငါ့ကိုမတက်ပါနဲ့ဦးတုံးကလည်းတုံလုံးနေတဲ့အတန်နဲ့ပြောဆိုလိုက်တယ်အဲ့ဒီချိန်လက်မဲကြီးတွေကအတင်းဆွဲညာကြောင်းဦးတုံးခြေထောက်နှစ်ဖက်လုံးကလည်းတမန်တလင်းထဲမှာနှိမ့်ဝင်သွားတယ်ခြေထောက်ခြေသလုံးအထီကိုမှတပြေးပြေးချင်းတမန်တလင်းထဲကိုနှိမ့်ဝင်နေတယ်ပန်းဖြူသမီးမလုံနဲ့ဦးသူ့ကိုတရားရုံးတင်ပြီးတော့သူ့ရဲ့မိုက်ပစ်တွေကိုဖော်ထုတ်ရအောင်မယ်ဒူရဲဦးကျော်နိုင်ကလည်းပြောလာခဲ့တယ်ဦးတုံးကခြေထောက်တွေကိုတပြေးပြေးချင်းနှိမ့်ဝင်နေရကနေရက်တန့်သွားခဲ့တယ်အိမ်နောက်ပန်းဖြူကလည်းထိုင်နေရကနေတဟီဟီနဲ့ငိုယူတော့တယ်သူမငိုတန်တဲ့အလွန်ကိုမှကြောက်မက်ဖွယ်ရာကောင်းပြီးတော့တိတ်ဆိတ်နေတဲ့ပုံရင်းချင်မှလည်းအတိုင်းသားကြားနေရတယ်အဲ့ဒီချိန်ကားကူတော်တကားတွေနဲ့အိမ်တကားတွေရပွင့်သွားတယ်ရဲတပ်ဖွဲ့ဝင်တွေအိမ်အတွင်းသို့လည်းပြေးဝင်လာခဲ့ကြတယ်ရဲတပ်သားမြင့်အောင်ကလည်းတပ်ဖွဲ့ဝင်တွေနဲ့အတူတူပြေးဝင်လာတယ်ဆရာအိမ်ကနေပြန်ထွက်မလာတာတော်တော်ကြတာပဲတခုခုဖြစ်နေပြီမှကျွန်တော်သိလို့တပ်ဖွဲ့ဝင်တချို့လည်းအကြောင်းကြားပြီးတော့ခြံပြကနေစောင့်ကြည့်နေရအခုငိုတန်ကြားတော့မှပဲကျွန်တော်တို့အမြန်ပြေးဝင်လာခဲ့တာရဲတပ်သားတွေကဒူရဲအုပ်ကျော်နိုင်ကိုလည်းကြိုးဖြီပေးလိုက်တယ်ဦးတုံးခြေထောက်တွေနှိမ့်မြုပ်နေတာကိုအထူးအဆန်းနဲ့ဝိုင်းကြည့်နေကြတယ်ခုနငိုနေတဲ့ပန်းဖြူလည်းပျောက်ချင်းမလားပျောက်သွားတယ်ကဲရဲတပ်သားမြောင်ဦးတုံးကိုပန်းဖြူကိုလူတက်တဲ့အမှုနဲ့ဖမ်းလိုက်ပါကဲဦးတုံးကျွန်တော်ကခမပန်းဖြူဘလို့တက်တယ်ဆိုတာပြောပြပေးပြီခမအခုပန်းဖြူဘာကြောင့်တက်တယ်ဆိုတာပြောပြပါတော့ဦးတုံးကလည်းကောင်းကိုင်းဆိုင်ကျသွားခဲ့တယ်တပြင်းရှည်ယူလည်းချလိုက်တယ်ပန်းဖြူကစာတော်ရဲ့ចောင်းသူလေးတယောက်ပါသို့တော်လည်း10တန်းစာမေးပွဲကြတယ်
အကြောင်းကသူမရဲ့မိခင်ကြီးဇီဝဗေဒဖြေမဲ့နေမှာပဲအစာရင်သွေးကြောပေါက်သွားတာကြောင့်ပဲဖြစ်တယ်။သူမမိခင်ကြီးကအစာရင်ယောဂအခန်းရှိတယ်။သူမဖခင်ကလည်းငယ်စဉ်ကတည်းကပင်ဆုံးပါသွားခဲ့ရကြောင်းသူမမိခင်ကြီးကမြို့မဈေးမှာတော့ဈေးအောင်ချပြီးစီးပွားရေးရှာဖွေတဲ့ဖြစ်ရာသူမတို့ကလည်းစင်ရဲကြက်တဲစွာနဲ့နေထိုင်ကြလျင်နောက်ပိုင်းအမတ်တွေထုတ်ကြည့်တဲ့အခါမှာတင်ချာဓာတုယူဘဗေဒဘာသာရပ်တွေမှာလည်းဂုံတူးနဲ့ဝင်နေသူမចောင်းဆက်မနေတော့ပဲအလုံးလုံးဖို့ရန်အတွက်စဉ်းစားရတော့လေတနေ့မှာတော့ဦးထွန်းထွန်းဦးကသူမတို့အိမ်ကိုရောက်လာခဲ့ပါတယ်သူចောင်းဆက်ထားပြီးမဲ့အကြောင်းကျူရှင်ကိုလည်းသူ့ထံမှာအခမဲ့တက်နိုင်ကြောင်းသူမရဲ့မိခင်ကြီးကိုလည်းလာရောက်ပြောဆိုလေတယ်ပန်းဖြူပြောသွားတယ်ဦးထွန်းထွန်းဦးကအလွန်ကိုမှသဘောကောင်းတဲ့လူတစ်ယောက်ဖြစ်ကြောင်းမှတ်ယူလိုက်တယ်ဦးထွန်းထွန်းဦးကလည်းသူမအပေါ်မှာကျင်နာစောင့်ရှောက်တယ်သူမပေါ်မှာဂရုတစိုက်နဲ့တင် जा ပြီးတယ်ကျူရှင်မှလည်းလာဘတ်စာမေးပွဲဖြေဆို၍သူမအဆင့်ကောင်းတွေလည်းရတဲ့အခါမှာတော့မုတ်ဘိုးတွေပေးတတ်တယ်အဝတ်အစားတွေလည်းအခအားလျော်စွာဝယ်ပေးတတ်တယ်ငါလာခံကြတဲ့အခါမှာသူမတို့ဆက်ဆံရာတဖြည်းဖြည်းနဲ့အားကောင်းလာတယ်မတင်မှတ်ပဲနဲ့သူမရဲ့မိခင်ကြီးအစာရင်ဖောက်တာကြောင့်စိတ်ုံတရားပြန်နေသူမတို့မှာရှိစုမဲစုလေးတွေကုံယုံတာမကောက်ငွေကြေးတွေပင်လိုအပ်လာခဲ့တယ်အရေးပေါ်ခွဲစိတ်ဖို့ရန်အတွက်ငွေကြေးမလုံမလောက်ဖြစ်နေရင်ပန်းဖြူကဦးထွန်းထွန်းဦးကိုရှင်ဖွင့်မိတယ်အဲဒီခါဦးထွန်းထွန်းဦးကလည်းငွေကြေးကူညီပေးခဲ့တယ်သို့တော်လည်းသူမကိုတောင်းဆိုချက်တစ်ခုတောင်းဆိုတယ်အဲ့ဒီတောင်းဆိုချက်ကတခြားမဟုတ်ပါဘူးသူမရဲ့နှလုံးသားကိုတောင်းဆိုခဲ့ခြင်းမှာပန်းဖြူလည်းမိခင်ကြီးကိုကယ်တင်မဲ့အရေးမို့လို့လက်ခံခေါင်းငိမ့်လိုက်တယ်ဦးထွန်းထွန်းဦးကလည်းအလွန်ကိုမှပျော်သွားခဲ့တယ်အဲ့ဒီအကြောင်းကိုလူတွေမသိအောင်လို့လည်းသူကဖုံဖုံဖိဖိနဲ့နေတယ်လူတွေကသူ့ကိုလည်းဖြောင်းမှတ်တီးကြည့်တဲ့သူတော်ကောင်းကြီးတပွဲပြောဆိုနေကြတော့လေသူ့ရဲ့ဝါသနာမှာတော့တဏှာကိစ္စပဲဖြစ်တယ်။သူကနိုင်ငံရက်ချားမှာလည်းမိန်းကလေးများစွာနဲ့ဇလန်းရှုပ်ခဲ့တယ်။အခုမြို့လေးမှာလည်းဇလန်းရှုပ်ထားတာတွေရှိပါတယ်။သို့တော်လည်းငွေပေးရဖြစ်စဉ်အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်စဉ်နှုတ်ပိတ်ထားနိုင်တယ်။တရင်နေမထွက်ပဲရှိနေလေတယ်။သူကအိမ်တော်အတီးပြုတ်ဖို့အတွက်စိတ်မဝင်စားခဲ့ပင်အသေးတွေကိုလည်းတောင်းတနေရကြောင်းပဲဖြစ်တယ်။အခုလည်းပန်းရီဖြူဆိုတဲ့မိန်းကလေးရဲ့နှလုံးသားကိုလည်းရရှိထားခဲ့တယ်မဟုတ်ပါလား။ပန်းရီဖြူကလည်းနမိတ်အတိုင်းကိုမှအသားလေးရဖြူစွတ်နေတယ်။ပါမမို့လေးတွေကလည်းအိနေတယ်။သပင်လေးတွေကကြောထောက်လေးနဲ့နက်မောင်လေးရရှိတယ်။ကိုလုံးကိုပေါင်းပါလဲဖူးပွေးနဲ့အရွယ်မှုလို့အလွန်ကိုမှတင့်တယ်တယ်။ပန်းရီဖြူကလည်းမိမိကိုဆရာတယောက်လိုဦးလေးတယောက်လိုချစ်ခင်ကျင်နာတဲ့သူဖြစ်လေတာတကြောင်မိခင်ကြီးအပေါ်မှာလည်းကဲတင်လိုတာတကြောင်မို့လို့ကောင်းငိမ့်လိုက်တယ်။ဦးထွန်းဦးကပန်းရင်ဖြူလည်းဂတိပေးတယ်။ပန်းရင်ဖြူ10တန်းအောင်ပြီးနောက်ပိုင်းမှာတော့လက်ထက်ယူမယ်လို့လည်းဆိုလာခဲ့တယ်။ပန်းရင်ဖြူကလည်းလက်ခံလိုက်တယ်။လောလောဆယ်မှာတော့မိခင်ကြီးကျမကြီးကလည်းရှိနေသေးတယ်။သို့တော်လည်းဦးထွန်းဦးမှာတော့ပန်းရင်ဖြူနဲ့မကြာခဏဆိုသလိုခိုးယူပေါင်းတင်လျက်ရှိတယ်။ပန်းရင်ဖြူနောက်ပိုင်းမှာတော့မှားမှန်သိလာခဲ့တယ်။ဦးထွန်းဦးကလည်းမိန်းကလေးတွေရဲ့အသွေးအသားကိုအလွန်ကိုမှဆလောင်နေတဲ့ကြားရဲတကောင်ဖြစ်မှန်အတိနောက်ကျခဲ့လေတယ်။ပန်းရင်ဖြူအပေါ်မှာလည်းကြမ်းတမ်းစွာနဲ့ဆက်ဆက်နေပန်းဖြူအဲ့နောက်ပိုင်းမှာမပျော်တော့ဘူးစာစိတ်မဝင်စားအကြောင်းနဲ့အစင်တွေကကြကုန်နေတိုးတော်လေးဦးထွန်းကအလိုကျပေးဆက်နေရတော့မှာပဲအဲ့ဒီနေ့ကမိုးတွေရွာနေတယ်ဦးထွန်းကထုံးစံအတိုင်းပဲခေါ်ခိုင်းတာကြောင့်စပိန်လေးကိုစီးကနေထွက်လာခဲ့တယ်စိတ်တက်တွေကလည်းကြနေတယ်လို့ဝမ်းနေတယ်လို့ခံစားနေရတယ်ဦးထွန်းဦးကလည်းသူ့မကိုကျင်နာသူတယောက်ချစ်သူတယောက်လိုမျိုးဆက်ဆံတာမဟုတ်ပဲမယံငယ်တယောက်လိုမျိုးဆက်ဆံနေတာကိုသူမမုန်းတိတယ်မကြမီဦးထွန်းတို့အိမ်ရှိကိုရောက်လာတယ်။ပန်းရင်ဖြူကလည်းခြံတော့ရှိတာကြောင့်ခြံတော့ကိုလည်းလက်နဲ့နှိုက်ပြီးတော့ဖွင့်လိုက်တယ်။အိမ်နောက်ခြံအတွင်းစပိန်နေတွန်းဝင်လာခဲ့ပြီးတော့ခြံထဲမှာရှိတဲ့တစ်ပင်တက်ပင်မှာလည်းစပိန်နေကိုထောက်ထားပြီးအိမ်ထဲကိုလည်းဝင်လိုက်တယ်။အိမ်ထဲကိုရောက်တာနဲ့ဦးထွန်းကခီးရောက်မဆိုင်ပင်အေကန်းဆက်တီမှာလည်းသူမကိုတော့ဘလက်ကရလှုပ်လျော်တယ်။မချစ်တော့လဲအောင်ကနိုင်ရတော့မို့လို့ပန်းရင်ဖြူအန်ကိုကြင်ရင်ကပင်သူပြူသမျှနှူးရလေတယ်။ဆရာသမီးဒီလိုမလုပ်ချင်တော့ဒီလိုမလုပ်တော့သမီးကဘယ်လိုလုပ်ချင်လို့လဲဦးထွန်းကပြောလိုက်တယ်သမီးရှင်းမျက်နှာနောက်ထားပြီးတော့မိမိကိုဖွင့်ပြောလိုက်တော့မယ်ဘာကွာဦးထွန်းမျက်နှာကြီးနီးရဲသွားတယ်မင်းကငါပြောထားပြီးသားမဟုတ်ဘူးလားမင်း10တန်းအောင်ပြီးတော့တက္ကသိုလ်တက်တော့မှငါတို့မင်္ဂလာကိစ္စကိုလုပ်ကြမယ်ဆိုတာပန်းဖြူကခေါင်းကိုလေးလေးပြပြညှိလိုက်တယ်အခုလိုကြီးတော့မနေချင်ဘူးဆရာတကယ်ချစ်တယ်ဆိုရင်တတိရှိရမယ်မဟုတ်ဘူးလားပြီးတော့ဘာဖြစ်လဲအေးဖြူမှာကိုဝင်ရှိနေပြီထင်တယ်။ဘာ။ဦးထွန်းကလည်းဆိုပါပေါ်မှာထိုင်ကျသွားတယ်။မင်းငါပေးတဲ့ဆေးတွေကိုမတောက်ဘူးလား။ပန်းဖြူကဘာမှမပြောတော့ပဲသူမအင်ကြီးကိုပြင်ဝဲလိုက်တယ်။မဖြစ်ဘူး။ဒီ
ဒီကိုဝင်ကိုရှင်းမှဖြစ်မယ်။ဦးတတုံခေါင်းတွေပူထူလာတယ်။ဆရာနဲ့ရတဲ့ရင်သွေးလေးပဲဆရာလူစိတ်မရှိဘူးလား။ပန်းဖြူကမျက်ထောင်နူကြီးနဲ့ကြည်လာခဲ့ပြီးတော့ဦးတတုံမှလည်းနှုတ်ဆက်နေတယ်။အေးဖြူအိမ်ရောက်ရင်မမေကိုပြောမယ်။ဆရာတောင်းဝင်မယူရင်လည်းနေပါ။အေးဖြူကတော့ရဲစခန်းကိုတိုင်ရင်တိုင်မယ်။အမျိုးသမီးအရာကိုတိုင်ရင်လည်းတိုင်ရမှာပဲ။ပန်းဖြူကပြောရင်းကပင်ထမယိုလည်းပြန်ဝဲကအပြင်ကိုထွက်ဖို့ရန်လုပ်တယ်။အေးဖြူနင်ထိုင်စမ်းနင်မပြန်ရဘူး။ဦးတတုံးကလည်းဒေါသအလွန်ကြီးနေရဲ့အသက်ရှူတဲ့နေရာလဲရှူရှူရှဲရှဲဖြစ်နေရဲ့။အေးဖြူကိုနဲ့အေးဖြူပြန်လာလေဘာဖြစ်လဲ။ပန်းဖြူပြောရင်းကပင်လှည့်ထွက်လိုက်တယ်။အဲ့ဒီချိန်သူမနောက်ကသူမရဲ့လေပင်ကိုလာညှက်တာကိုခံလိုက်ရတယ်။သူမစူးစမ်းရုန်းကန်နေ။သူမလဲကျသွားတယ်။လဲကျသွားတဲ့အခါဦးတတုံးကသူမအပေါ်တက်ခွလိုက်တယ်။အဲ့ဒီနောက်တန်မာတဲ့လက်ကြီးတွေနဲ့သူမရဲ့လေပင်ကိုလည်းညှက်လျော်တယ်။ပန်းဖြူရင်ဘတ်ထဲမှာအလွန်ကိုမှနာကျင်လာတယ်။အသက်ရှူမဝဖြစ်လာတယ်။မျက်လုံးတွေကလည်းပြနှမ်းလာပြီးမကြခင်လူလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားရတော့တယ်။ဟာငါဘာတွေလုပ်ခဲ့မိရလဲ။ဦးတတုံလည်းကျမ်းပြင်ပေါ်သို့ထိုင်ချလိုက်တယ်။သူ့ရဲ့ဘေးနားမှာပန်းဖြူကဆန်းဆန်းကြီးလဲကျနေရဲ့။ဦးတတုံကပတ်ဝန်းကျင်ကိုလည်းကြည့်လိုက်တယ်။မိုးကလည်းတသေးမဲမဲရွာနေစေ။အိမ်နီးနားမှာလည်းတိတ်ဆိတ်နေတယ်။သို့တော်လည်းအိမ်ရှိမြန်ဆောင်ထိုးအိမ်ဝရဏနာမှာအိမ်ပေါ်အမျိုးသမီးတစ်ယောက်ရေတလျှောက်ထဲမှာရှိတဲ့တရွက်တွေကိုဒုံနဲ့ထိုးချနေရဲ့။ဟုတ်ပြီအကြံရပြီ။ဦးတတုံးကလည်းပန်းဖြူရဲ့အဝတ်တွေကိုချွတ်လိုက်တယ်။အဲ့နောက်သူ့ကိုယ်ပေါ်မှာဝစ်ဆင်လိုက်တယ်။ဦးတတုံးကအသားဖြူဖြူကိုလုံးကလည်းတွေ့တရရမို့လို့မိန်းကလေးနဲ့တူသွားတယ်။သို့တော်လည်းသပင်အတုမရှိပေ။ဒါကြောင့်ဒီကိုလည်းငိုက်ဆိုင်လေးစောင်းပြီးတော့အပြင်ကိုထွက်လိုက်တယ်။ခြံတကားကိုလည်းခတ်တုတ်တုတ်လေးနဲ့ထွက်သွားခဲ့ပြီးတော့ပိတ်လိုက်တယ်။အဲ့နောက်ခြံတကားကိုလည်းတော့နဲ့၃ချက်ခန့်ထုလိုက်တယ်။အဲ့လိုပြုလုပ်ရကြမှာလေအိမ်ပေါ်အမျိုးသမီးအာယုံစိုက်စင်လိုတာကြောင့်ပဲသူထင်ထားတဲ့အတိုင်းပါပဲအိမ်ပေါ်အမျိုးသမီးကသူ့ကိုလည်းလှမ်းကြည့်လိုက်တယ်သူလည်းခက်သက်သက်ပဲရှောက်လာခဲ့တယ်လူရှင်နဲ့လမ်းတနေရာအရောက်မှာတော့ပန်းဖြူအဝတ်အစားတွေကိုလည်းချွတ်လိုက်တယ်အိမ်နောက်အနီးမှာရှိတဲ့ရေစီးအလွန်တန်တဲ့ရေမြောင်းကြီးအတွင်းကိုလှုပ်ပြလိုက်တယ်ပန်းဖြူရဲ့အင်ကြီးတွေကသူအင်ကြီးတွေအပေါ်မှာထပ်ဝက်ထားခြင်းပဲဖြစ်တယ်အိမ်နောက်အချင်းတွေကိုကြည့်ပြီးတော့အိမ်ကိုပြန်လာခဲ့တယ်အိမ်ပေါ်အမျိုးသမီးမှလည်းအိမ်ထဲဝင်သွားပြီဖြစ်တယ်သူလည်းခြံတကားကိုဖြင်းညင်းစွာနဲ့ဖွင့်လိုက်တယ်အိမ်ထဲကိုရောက်တဲ့အခါမှာကိုလုံးတီအလောင်းကြီးရှိနေရင်သူဒီအလောင်းကြီးကိုဘယ်လိုလုပ်ရမလဲခြံထဲမှာလည်းမြုပ်ဖို့ရန်အတွက်စဉ်းစားလိုက်တယ်တိုးတော်လေးပဝင်းကြီးဟာသူ့ကိုမြင်သွားမယ်သူကအလောင်းကိုလည်းကားတွေကိုထည့်ပြီးတော့မောင်းထွက်ဖို့ရန်အတွက်စီစဉ်လိုက်တယ်တိုးတော်လေးအလောင်းကိုဘယ်နေရာမှာပြည့်ရမလဲဆိုတာမသိဘူးလူတွေမြင်သွားမှလည်းစိုးတယ်နောက်တော့ကားကိုယ်တော်ဘက်ကိုလည်းထွက်ခဲ့တယ်ကားကိုယ်တော်ရဲ့ကျမ်းပြေတချို့မှလည်းအကွဲနေရင်သူအကြံတစ်ခုရသွားတယ်ငငယ်ရကြည့်ခဲ့ဘူးတဲ့ဝင်းဦးတရုပ်ဆောင်နဲ့စောင်းအိမ်မက်ဇလန်းထဲမှာလည်းလူသေးကြီးကိုလည်းအုံနဲ့စီပြီးတော့ဘီလက်မြေလောင်းကနဲ့ခုံကြီးတစ်ခုအသွင်ဖန်တီးခဲ့တာကိုလည်းတတိယသွားတယ်။ဒါကြောင့်မလို့ကားကိုလည်းမောင်းထွက်လိုက်ပြီးတော့ဘီလက်မြေအိတ်တွေနဲ့တဲအိတ်တွေကိုလည်းဝဲယူကနဲ့ကားနောက်ခံမှာထည့်ထားလိုက်တယ်။ဆယ်ပေါင်တူနဲ့ကားကိုယ်တော်ကျမ်းပြုံလည်းထုချိလိုက်တယ်။အဲဒီနောက်ဂေါ်ပြားတွေနဲ့မြေကြီးတွေကိုလည်းတူးထုတ်လိုက်တယ်။ဘီလက်မြေဖြော်ပြီးရဲ့နောက်အလောင်းကိုလည်းကျင်းထဲကိုချလိုက်ပြီးတော့ဘီလက်မြေလောင်းချလိုက်တယ်။အဲဒီနောက်တက်သားတုတ်တဲ့ချောင်းနဲ့ဘီလက်မြေကိုလည်းချောလိုက်တယ်။သို့တော်လည်းလက်ရမသေးသက်ပင်တက်တလောက်မှတ်တလောက်လုံနေခြင်းပဲဖြစ်တယ်။ဘီလက်မြေတွေကလည်းကြည်ရတာစိုးလာပါတယ်။စတိုကန်အတွင်းကကော်စောအပိုင်းတစ်ခုလည်းယူပြီးတော့ခင်းလိုက်မှပဲကြည်ရအဆင်ပြေသွားတယ်။မိုးကရွာနေတော့မှုလို့လေဘီလက်မြေကတော်တော်နဲ့မချောက်တာကြောင့်ကားကိုလည်းကိုရောင်ရှိမှရပ်ထားလိုက်တယ်။အဲဒီရက်ကနေစပြီးတော့ကျူရှင်ကိုလည်းမသွားတော့ဘဲနဲ့အိမ်တွင်းမှာပဲအောင်းနေလိုက်တယ်။ဦးတုံဦးရဲ့ခြေထောက်တွေကိုလည်းခက်ခက်ကဲနဲ့ထုတ်ယူရလိမ့်တယ်။ကိုရောင်ကျမ်းပြေကိုလည်းဖောက်ကြည့်တဲ့အခါပန်းဖြူရဲ့အလောင်းကိုတွေ့ရတယ်။ဦးတုံရဲ့သတင်းမှလည်းမြို့လေးတွင်းမှာပြန့်နှံ့သွားတယ်။ဦးတုံကိုလည်းလူသက်မှုနဲ့ထောင်တန်း10နှစ်အမိန့်ချလိုက်တယ်။သူ့ရဲ့ကျူရှင်ကိုတော့စီးပွားဘက်တရားဆက်လက်ပြီးတော့ဆောင်ရွက်နေဆဲဖြစ်တယ်။ပန်းဖြူရဲ့မိခင်ကြီးကလည်းလာပိုင်းအကြာမှာတော့ကွယ်လွန်သွားခဲ့တယ်။ဦးတုံဦးထောင်ချနေရမို့လို့ဦးတုံရဲ့ခြံထဲမှာလည်းခြုံတွေပိတ်ပေါင်းတွေထနေရင်တိုးတော်လည်းမိုးရွာတဲ့ရက်တွေမှာတော့နှစ်ထပ်တိုက်ပူလေးစီရနေငိုတန်ကြီးတွေကလည်းကြားတတ်ပါတယ်တခါတည်းကြာရင်လူမရှိဘဲနဲ့အိမ်ရမီးတွေကလည်းပိတ်လိုက်ဖွင့်လိုက်နဲ့ရှိနေတတ်တယ်ပရိသတ်များရှင်စာရေးသူအက္ခစောရေးသားထားတဲ့ကျမ်းမြေအောက်ကမိမသားဆိုတဲ့ဇာတ်လမ်းကောင်းလေးကဒီမှာပဲပြီးဆုံးပါပြီနားဆင်ပေးခဲ့ကြပရိသတ်များအားလုံးလည်းတာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်